ဒီနေ့ဒီလိုပါဆိုတော့ခီးကစားရတယ်ပေါ့ကျွန်တော်ကတော့ရေပေါ်ကြည့်လာတော့ကျွန်တော်နောက်ဗီဒီယိုပါလဲဆိုရင်တော့ stay and bring လို့ဟိုပါလေ Grand Garden တို့ Block Fruit တို့ဆောက်ပြတော့ပါမယ်အားလုံးပဲကျွန်တော်ဗီဒီယိုကိုကြိုက်နေတဲ့ဆိုတော့ like subscribe လုပ်ပေးထားကြပါ Okay ပါ okay အဲ့ဒါဆိုရင်တော့ဒီကောင်မိုင်နော်ကျွန်တော်တို့ခုအင်တာဗျူးရမယ်ဆိုတော့ဒီကားလေးနဲ့ပဲတွန်းမယ်ဗျာကားနဲ့ပဲတွန်းမယ်ခုပဲတယ်ပါလေတော့မသိဘူးတူကြည့်ရ let's go ကျွန်တော်ခုမှအတက်က73နဲ့ပဲရှိသေးရဲ့ဘယ်လိုမျိုးလဲအဆုံးထားရမိုင်းပါ easy hot baby ဟို baby Halloween ကဟိုစားလေတာအားလုံးကျွန်တော်ရဲ့အကောင့်ကိုအချင်နေဆိုတော့ကျွန်တော် comment မှာချပေးထားပါမယ်ချပေးထားပါတယ်ရလိုက်ပါအဲ့ဆိုရင်ကျွန်တော်ကျွန်တော်လည်းမိတ်ဆက်ပြီးတော့အားလုံးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်နေဆုံတွေ့ကြပါဦးမယ်နော်ဘာပဲဖြစ်ပါကျွန်တော်တို့ဟိုစားဘယ်လိုပြောမလဲကျွန်တော်တို့ဒီနောက်ဗီဒီယိုတွေကျမှဟို Grand Garden တို့ဟိုတခြားဗီဒီယိုတွေကိုတွားပြီးတော့Grand Garden တို့ကျဲ brain mode တို့ဆိုတဲ့ဗီဒီယိုတွေမှာကျွန်တော်တို့တွေအတူတူတွားပြီးစော့ကြတာပေါ့ဗျကျွန်တော်အခုကတော့ဘယ်လိုပြောရမလဲဗျကျွန်တော် bro anowan တို့ကိုခိုင်တို့လောက်တော့မကောင်းဘူးဗျOkay အဲ့ဆိုအားလုံးပဲ bye see you ကျွန်တော်ရဲ့အကောင့်နောက် YouTube နောက်တစ်ကောင့်ကတော့ YouTube နောက်ကောင်းရဲ့နာမည်ကတော့ကြော်ကြီးပါကြော်ကြီးလိုပဲရိုက်ချလိုက် KYAW ကြော်ကြီး K ကြီးပေါ့ဗျအဲ့လိုလည်းရိုက်ချလိုက်အဲ့မှာကျွန်တော်အကုန်တက်လာလိမ့်မယ် K ပုံစံနဲ့စတာအားလုံးပဲတတာနောက်နေ့မှပြန်တွေ့ကြတာပေါ့